နော်ဒီနိုင်ငံရဲ့ပျက်စီးကြောင်းကိုလုံနေသမျှကာလပတ်လုံးပဲမင်းတို့ကဒုက္ခရောက်နေကြလိမ့်မယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဗျနော်ဒါကမင်းတို့ကသုံးပါဟုတ်မင်္ဂလာနက်ခင်လေးဖြစ်ကြပါစေ BSK channel ကကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးပုံကြည့်အောင်ခင်ဗျာအားလုံးကိုကျေးဇူးပါအားလုံးသော135မျိုးသောတိုင်းရင်းသားညီကိုမောင်နှမတွေအားလုံးပဲမင်္ဂလာညချမ်းပါနော်အားလုံးကိုကျွန်တော်လေးစားပါတယ်နော်ဒီနေ့ကတော့ကျွန်တော်စောစောအိတ်ပါမယ်နော်နည်းနည်းလေးပြန်မှန်းစောစောအိတ်ပါမယ်ကျွန်တော်ပြောစရာရှိရလေးပြောမယ်တရားဟောကြတယ်ဆိုတာကကျွန်တော်ကဒီပေါ့နော်အဲ့နီးပိန်းတွေပေါ့နီးပိန်းတွေဆိုတရားဟောကြတယ်ဘာလို့တရားဟောကြတာလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကဗုဒ္ဓဘာသာနိုင်ငံဖြစ်ပါတယ်ဆိုတဲ့အတွက်ဗုဒ္ဓဘာသာရဲ့တရားတော်တွေကိုယုံကြည်လက်ခံကြလိမ့်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့သူတို့ကအခုနိုင်ငံတော်အကြီးအကဲတွေကိုအုပ်ချုပ်ရေးဖွဲ့ဝင်တွေကိုဆဲနေကြတာတွေကအဲ့ဒါကြီးကဘာနဲ့သွားတန်သလားတန်တူတယ်လဲဆိုတော့ထမင်းကျွေးတဲ့လက်ကိုပြန်ကြိုက်တာပေါ့ဗျာထမင်းကျွေးတဲ့လက်ကိုပြန်ကြိုက်တယ်အဲ့ဒါကကြတော့ကျွန်တော်တို့ဗုဒ္ဓဘာသာတရားတော်နဲ့ပြောလို့ရှိရင်ကျွန်တော်ခင်မွန်းကြီး10ပါးထဲမှာလည်းပါပါတယ်ခင်မွန်းကြီး10ပါးထဲမှာလည်းပါပါတယ်ဘာဖြစ်လို့ပါတယ်လို့ပြောအောင်ဆိုငလင်ဘေးရေပေးမီးပေးနော်ဟလားအဲ့ဒါတွေကိုလာပြီးတော့ကူညီပေးတယ်ဆောင်ရွက်ပေးတယ်ပေးကမ်းတယ်ထောက်ပံ့တယ်ကျွေးမွေးတယ်အဲ့လိုလူမျိုးတွေကိုစော်ကားရင်ခင်မွန်းကြီး10ပါးပြစ်တယ်ခိုင်းတန်သင့်ပါလိမ့်မယ်ဆိုတော့အဲ့လာပြီးတော့ကျွေးမွေးတယ်နေစရာထိုင်စရာတွေပေးတယ်အဲ့ဒါမင်းတို့စစ်တပ်ကပတ်စံမှာမဟုတ်တာအဲ့ဒါနိုင်ငံတော်ရဲ့ပတ်စံပဲပြောလို့ရပါတယ်မှန်ပါတယ်ဗျမှန်ပါတယ်အဲ့စကားလည်းမှန်ပါတယ်ဆိုတော့ကျွန်တော်ပြောချင်တာပါတယ်ဆိုတော့ဒီနိုင်ငံတော်ဘောဟာယူစားထားပြီးဒီနိုင်ငံတော်ကိုသစ္စာရှိရမယ်စောင့်သိရမယ်နော်ဒီနိုင်ငံရဲ့ပျက်စီးကြောင်းကိုလုံနေသမျှကာလပတ်လုံးပဲမင်းတို့ကဒုက္ခရောက်နေကြလိမ့်မယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဗျနော်ဒါကမင်းတို့ကသုံးပါဥပမာပြောပြရတယ်ပေါ့ကွာဒါငါနိုင်ငံရေးစကားထည့်ပြောလိုက်အခု NLD ဆိုရဆိုပြီးပေါ်လာတာဒီဒေါ်ဆန်းစုကြည်တို့ရောက်လာပြီမှာနော်ဒီဖွားကြီးရောက်လာပြီမှာနည်းနည်းဇက်တို့လေးရှုပ်တစ်တိလေးပေါ့သူတို့88ကရောက်ခဲ့တယ်ဆိုတော့88ကနေရောက်ခဲ့တဲ့ဖွားကြီးကြောင့်အဲ့88ရေးခင်မှာလူတွေဘလောက်တည်ခဲ့ရပြီလေဒါကိုပြန်မြင်ပါအဲ့ချိန်မှာအဲ့88ဆိုတော့အခုခေတ်နဲ့ဆိုလို့ရှိရင်ပေါ့နော်အခုလက်ရှိမျက်မှောက်ခင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်နှစ်ပေါင်း35နှစ်ကျော်ခဲ့ပါပြီ35နှစ်ကျော်အဲ့35အဲ့ခေတ်အဲ့ခါတော့အဲ့နိုင်ငံရေးကြောင့်တည်ခဲ့ရတဲ့သူ့အဖွားကြီးအဲ့ဘွားတော်ကြောင့်တည်ခဲ့ရတဲ့လူတွေကဒီချိန်မှာလူပြန်ဖြစ်လို့ရှိရင်လည်းပဲအဲ့ရွယ်တွေရောက်နေပါတယ်သက်30ကျော်ရွယ်တွေရောက်နေအဲ့တော့ဒီလူတွေကဒီအချိန်မှာလည်းပဲဒီဖွားကြီးတွေတည်ပြီးနေကြတာဒီအချမ်းဘက်လုပ်ငန်းတွေတွေတည်ပြီးနေကြတယ်အဲ့ဒါဘာနဲ့အလားတန်တူလဲဆိုတော့အဲ့ဒါကျွန်တော်နိုင်ငံရေးဥပ္ပစ္စေတကကံလို့ပြောတယ်ဥပ္ပစ္စေတကကံဆိုတာတော့ကျွန်တော်သိရှင်းပြပြတော့ကျေလွယ်ပေါ့နော်ဒါဗုဒ္ဓဘာသာရေးဆိုတော့သိပါလိမ့်ဥပ္ပစ္စေတကကံပါတယ်အဲ့လိုမျိုးဖြစ်အောင်မဖြစ်အောင်ကျွန်တော်ကအတက်နိုင်ဆုံးလိုက်ပြောပြီးတယ်ဆိုပြီးတယ်အချမ်းဘက်လုပ်ပြီးဘာမှဘယ်သူမှလည်းအာမပေးဘူးအဲ့ဒါနိုင်ငံကိုပြအောင်မလုပ်နဲ့အဲ့ဒါဆိုရင်တော့မင်းတို့ခုနပြောသလိုခင်မကြီး10ပါတန်တဲ့ဟုတ်ကဲ့အားလုံးကိုကျွန်တော်လေးစားပါတယ်နော်